မင်္ဂလာပါဒီနေ့တော့ DI-DT နဲ့ DV-DT protection အကြောင်းကိုဆွေးနွေးသွားပါမယ်ကျွန်တော်တို့ protection လုပ်မဲ့ switch ပါတဲ့ circuit ကိုဒီမှာဖော်ပြထားတယ်လောက်ကဒါ RLC လောက်ပါကျွန်တော်တို့အဲ့ switch ကိုခုဖော်ပြထားတဲ့ circuit လေးအတိုင်းLS ဆိုတဲ့ snapper inductor ရဲ့ RS ဆိုတဲ့ snapper resistor ရဲ့ CS ဆိုတဲ့ snapper capacitor လေးရဲ့ဒီအကောင်လေး၃ကောင်ကိုသုံးပြီးတော့ကျွန်တော်တို့ရဲ့ switch ကိုကာကွယ်ပါမယ် switch ကိုဖွင့်ထားရကနေပိတ်လိုက်တဲ့အခါမှာ current transient ဖြစ်တတ်တယ် DI-DT ကိုကာကွယ်ဖို့အတွက် LS ဆိုတဲ့ inductor လေးကိုသုံးမယ်သူက current transient တွေကိုကန့်သတ်ပေးပါတယ် switch ကိုပိတ်ထားရကနေဖွင့်လိုက်တဲ့အချိန်မှာလုံးထဲမှာပါတဲ့ inductive effect ကြောင့်မလို့ switch ရဲ့ terminal နှစ်ဖက်ထိပ်နှစ်ဖက်မှာ voltage transient ဖြစ်တတ်တယ် DV-DT ကိုကာကွယ်ဖို့အတွက်R လေးနဲ့ C လေးအတွဲကိုသုံးပါမယ်အဲ့နှစ်ကောင်က voltage transient ကိုကန့်သတ်ပေးပါတယ် switch close ဖြစ်သွားတဲ့အခါ current I1 လေးဖြတ်တန်းသွားမယ်လမ်းကြောင်းကိုဖော်ပြထားတယ်အဲ့ဒီမှာ low impedance နဲ့မှာတခါတည်းကျွန်တော်တို့ snapper ရဲ့ inductance လေးကိုထည့်သွင်းတွက်ချက်ရမယ်ဒါကြောင့်မလို့ Laplace form နဲ့ဖော်ပြထားတဲ့current I1 နဲ့မှာ total inductance အနေနဲ့low ရဲ့ inductance နဲ့snapper ရဲ့ inductance ကိုထည့်ပေါင်းထားခြင်းဖြစ်တယ် RLC circuit ရဲ့ transfer function ကို input step voltage ပေးမယ်ဆိုလို့ရှိရင်သူရဲ့ supply voltage V ကို V/S နဲ့အစားထိုးပေးရမယ်ဒါဆိုရင်ကျွန်တော်တို့က I1 ရဲ့တန်ဖိုးလေးကိုအောက်ဆုံးမှာဂွင်းဝိုင်းထားတဲ့အတိုင်းရလာမယ်အဲ့ဒီ transfer function လေးကို linear quadratic equation နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် omega n နဲ့ zeta တန်ဖိုးလေးတွေရလာမယ်ကျွန်တော်တို့ခုနက current I1 ကိုကိုစားပြုတဲ့Laplace form နဲ့ရေးသားထားတဲ့ဒီ second order equation လေးကို time domain solution ဖြစ်ပြောင်းမယ်ဆိုလို့ရှိရင်အောက်မှာဒီ I1 t နဲ့ကိုစားပြုထားတဲ့equation လေးအတိုင်းရလာမယ်အဲ့ဒီ equation ကိုမှတိုင်းလိုက် differentiate ဆက်လုပ်မယ်ဆိုလို့ရှိရင်အောက်မှာဖော်ပြထားတဲ့အတိုင်း di1/dt ဆိုပြီးတော့ရလာမယ် I1 ကိုdifferentiate လုပ်ရတဲ့ process အဆင့်ဆင့်ကိုဒီမှာဖော်ပြထားပါတယ်ခုနက original I1 လေးနဲ့သူ့ကို differentiate လုပ်ထားတဲ့ result လေးကိုဒီမှာနှိုင်းယှဉ်ပြီးတော့ကြည့်တဲ့အခါ di1/dt ဟာ time 0မှာအမြင့်ဆုံးဖြစ်နေတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ current rise ဖြစ်တဲ့ di1/dt ရဲ့အမြင့်ဆုံးတန်ဖိုးကိုရှာခြင်းရင်ကျွန်တော်တို့က time 0မှာသွားရှာရမယ်ဒါကြောင့်မလို့ t တန်ဖိုး0ကိုအစားသွင်းပြီးတော့ရှာဖွေလိုက်မယ်ဆိုလို့ရှိရင်time 0မှာရှိတဲ့ di/dt တန်ဖိုးလေးဟာ cv omega n square ဆိုပြီးတော့ရရှိလာတယ် natural frequency ဖြစ်တဲ့ omega n နေရာမှာ 1/LC ကိုအစားထိုးလိုက်မယ်ဆိုလို့ရှိရင် di1/dt ရဲ့တန်ဖိုးဟာ v/L ဆိုပြီးတော့ရပါတယ်ကျွန်တော်တို့ခုနကtime 0မှာအမြင့်ဆုံး rate of change of current တန်ဖိုးကိုရှာခဲ့တာဖြစ်တဲ့အတွက် di1/dt maximum value ဟာ v/LT ဖြစ်ပါတယ်LT ဆိုတာကတော့ဒီ switch close ဖြစ်တဲ့အချိန်မှာရှိတဲ့ circuit ရဲ့ total inductance ဖြစ်ပါတယ်သူ့အထက်မှာ
လို့ရဲ့ inducting ရော snapper ရဲ့ inducting ရောအားလုံးပါဝင်တာဖြစ်ပါတယ်ဒါကြောင့်မလို့သူ ls ရဲ့တန်ဖိုးကိုပြန်ရှာခြင်းနဲ့ဆိုလို့ရှိရင်အောက်ဆုံးမှာဖော်ပြထားတဲ့အတိုင်းequation လေးပြန်ရေးလို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ circuit မှာထားမဲ့ snapper inducting တန်ဖိုးကိုတွက်ချက်လို့ရပြီပဲဖြစ်ပါတယ်di1-dt တန်ဖိုးတွေကတော့ဒါကိုအသုံးပြုမဲ့ switch ရဲ့ data ရှိတဲ့ကနေရှာဖွေရမှာဖြစ်တယ်အဲ့တော့ current rise ကိုကျွန်တော်တို့ကအမြင့်ဆုံးအထိမရောက်ရှင်ဘူးတန်ဖိုးတစ်ခုမှာကန့်သက်ထားခြင်းနဲ့ဆိုလို့ရှိရင်ကိုကန့်သက်မဲ့တိုင်းတာအတွက်ဒီ factor k လေးနဲ့di-dt ကိုမြှောက်ပေးထားလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကk ကိုရွေးလိုက်တဲ့ k ရဲ့တန်ဖိုးပေါ်မူတည်ပြီးတော့current rate of change တန်ဖိုးလေးအပြောင်းလဲဖြစ်သွားပါတယ်ဒါဆိုရင်ကိုဒီ switch ကိုဖြတ်ပြီးတော့စီစဉ်သွားမယ်ဒီ current rate of change ကိုတိုင်းတာတစ်ခုမှာကိုသတ်မှတ်လိုက်တဲ့အတိုင်းကန့်သက်ပြီးသားဖြစ်သွားမှာပါအဲ့လိုကန့်သက်ရှင်တဲ့အချိန်မှာsnapper inducting တန်ဖိုးကိုဘယ်လောက်ထားရမလဲဆိုတာကိုဒီမှာတခါတည်းထက်တွက်သွားလို့ရပါတယ်ကျွန်တော်တို့ inductor snapper inductor ရဲ့တန်ဖိုးကိုရှာဖွေပြီးပြီဆိုတော့အခုနောက်ထပ်ရှာရမှာကဒီ switch နဲ့ parallel ချိတ်ထားတဲ့snapper resistor နဲ့ snapper capacitor ရဲ့တန်ဖိုးကိုရှာဖွေပေးရမှာဖြစ်တယ်အဲ့တော့ဒီ snapper RC snapper circuit ဟာဘယ်အချိန်မှာသုံးမလဲဆိုတော့ဒီ switch open ဖြစ်သွားတဲ့အချိန်မှာဒီ snapper RC snapper ရဲ့တာဝန်ကဝင်ရောက်လာပြီဖြစ်ပါတယ်အဲ့တော့ switch open ဖြစ်သွားတဲ့အချိန်မှာဒီ switch ရဲ့ terminal နှစ်ခုမှာ voltage rise ဝင်ဆောက်မှာဖြစ်တဲ့အတွက်ဒီ switch ရဲ့ terminal ကို voltage source အနေနဲ့ယူပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီ voltage ရဲ့တန်ဖိုးဟာ VR plus VC ဖြစ်ပါတယ်အဲ့တော့အဲ့ဒီ VR နဲ့ VC ကိုသက်ဆိုင်ရာ differential equation လေးတွေအစားထိုးမယ်ဆိုလို့ရှိရင်ဒီညာဘက်မှာဖော်ပြထားတဲ့အတိုင်း RC dVC/dt plus VC is equal to V ဆိုပြီးတော့ရရှိလာပါမယ်အဲ့ကောင်ဟာ first order differential equation မှာ first order differential equation ရဲ့ solution ကိုအောက်ဆုံးမှာဖော်ပြထားတဲ့အတိုင်း VC is equal to V 1 minus e power minus t by tau တောင်းဆိုတာကဒါ RSCS ကိုပြောတာပါအဲ့တော့ capacitor ရဲ့ behavior ကိုကျွန်တော်တို့ switch terminal မှာပေါ်မဲ့ behavior အဖြစ်ပြောင်းယူလိုက်မယ်ဆိုလို့ရှိရင်ခုနက VC ရဲ့ equation လေးကို switch ရဲ့ equation အဖြစ်ဒီနေရာမှာပြောင်းလဲလိုက်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်RSCS ရဲ့နေရာမှာတောင်လေးနဲ့ကိုစားပြုလိုက်ပြီအဲ့လိုကိုစားပြုလိုက်ပြီးတော့ခုနက switch voltage ကိုတိုင်းလိုက် differentiate လုပ်မယ်ဆိုလို့ရှိရင်ဒီဘက်ညာဘက်အောက်ဆုံးမှာဖော်ပြထားတဲ့အတိုင်းဒီ switch voltage ရဲ့ဒီ derivative value ဟာ V by tau e power minus t by tau ဆိုပြီးတော့ထွက်လာပါတယ်ထွက်လာတဲ့ဒီ switch voltage ရဲ့ derivative value ဟာtime 0မှာအမြင့်ဆုံးဖြစ်တဲ့အတွက်ဒီတန်ဖိုး0ကိုအစားထိုးလိုက်မယ်ဆိုလို့ရှိရင်အောက်ဆုံးမှာဖော်ပြထားတဲ့အတိုင်းဒီ rate of change of voltage အမြင့်ဆုံးတန်ဖိုးကိုရရှိပါတယ်အဲ့ဒါက V by RSCS ဖြစ်တယ်အဲ့တော့ဒီလိုမျိုးလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့သိဖို့လိုအပ်တဲ့snapper capacitor ရဲ့တန်ဖိုးကိုတွက်ယူလို့ရပြီဖြစ်ပါတယ်အဲ့ဒီခါမှာလည်းစောစောကထားခဲ့သလိုပဲrate of change ကို maximum တန်ဖိုးမှာမထားဘဲနဲ့ကျွန်တော်တို့က
level တစ်ခုကတ်သက်ရှင်တာဖြစ်တဲ့အတွက်ဒီ switch ရဲ့ rated dB by dt နဲ့ k ဆိုတဲ့ factor လေးနဲ့မြှောက်လိုက်မှာဖြစ်ပါတယ်အဲ့တော့ k ဆိုတဲ့ factor တန်ဖိုးလေးထားတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒီ switch ရဲ့ transient voltage ကိုကန့်သတ်လိုက်မှာဖြစ်ပါတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကကိုကန့်သတ်ရှင်တဲ့ current transient နဲ့voltage transient ပမာဏပုံမူတည်ပြီးကို circuit မှာထားရမယ် snapper inductance နဲ့ snapper capacitance ရဲ့တန်ဖိုးတွေကိုရရှိလာမှာဖြစ်တယ် snapper resistor RS ရဲ့တန်ဖိုးကိုတော့ကျွန်တော်တို့capacitor ရဲ့ discharge current ကိုကန့်သတ်တဲ့နေရာမှာသုံးပါမယ်ဒါကြောင့်မလို့ RS ရဲ့တန်ဖိုးဆိုလို့ရှိရင် V by K Imax ဆိုပြီးတော့ဖြစ်ပါတယ်အဲ့တော့ Imax ဆိုတာကတော့ဒါ capacitor ရဲ့ maximum discharge current ပမာဏဖြစ်ပြီးတော့ K ဆိုတာကတော့အဲ့ဒီ maximum တန်ဖိုးရဲ့ percent ဘယ်လောက်ကိုက current ပမာဏကိုသတ်မှတ်မလဲဆိုတာရွေးချယ်ပေးရမယ် factor လေးဖြစ်ပါတယ် V ကတော့ဒီ circuit မှာသုံးစွဲထားတဲ့ supply voltage ကိုယူရပါမယ်ခုနက snapper တွက်ချက်တဲ့ equation တွေမှာပါဝင်လာတဲ့ဒီ K ရဲ့တန်ဖိုးလေးကို0.1 ကနေ 0.5 အထိကိုယ့်ရဲ့စိတ်ကြိုက်ရွေးချယ်ပြီးတော့သုံးစွဲနိုင်ပါတယ်အခုဆိုလို့ရှိရင် power converter circuit တွေမှာ voltage transient နဲ့ current transient ကိုကာကွယ်ဖို့အတွက်snapper တန်ဖိုးလေးတွေကိုဒါဘယ်လိုရွေးချယ်ရမယ်ဆိုတာကိုသိလောက်ပြီလို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်